Hello hello မင်္ဂလာပါကျွန်တော်2 percent ရှာမယ်တူတူကိုခံပါကျွန်တော်အခုပြောပြမယ့်ချက်ကအရင်တော့ပြောပြီးသားဒါပေမဲ့မနေ့က live လွှင့်နေရတယ်လည်းပြောထားတယ်ဒါပေမဲ့ဒီအချက်မပါခဲ့ဘူးဘာလို့ဆိုတော့မနေ့က live လွှင့်နေမှာ3.8လာရင်3.3 break လို့ပြောထားတာပေါ့နော်ကျွန်တော်ဗီဒီယိုလောက်ထားတယ်ဒါပေမဲ့အခုဒါနောက်ထပ်မနေ့ဖြန်မှာရေချင်းပြည့်တဲ့အတွက်ကြောင့်မလို့မနေ့ဖြန်အတွက်ထပ်ပြီးဗီဒီယိုအသစ်တစ်ခုထပ်လုပ်လိုက်ရပါတော့ဒါဒီဗီဒီယိုကြည့်လို့ဒီမနေ့ဖြန်မှာပေါက်ဖို့ရခိုင်တော့များရပါတော့ဒီမှာဆိုရင်3.8လာပြီဆိုရင်တော့3.3 break လည်းထွက်တယ်3.5 break လည်းထွက်တယ်အခုက3.5 break ထွက်တာဆိုတော့3.5 break ကျန်နေရပါတော့ဒီမှာ3.8လာပြီဆိုရင်4 break 3.8လာပြီဆိုရင်4ရက်အတွင်းပေါ့နော်5 break 3.8လာပြီဆိုရင်3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 .5ပေါ့နော်3.5 break ဒီမှာဆိုရင်5 break เนาะ4ရက်အတွင်း3.8လာပြီဆိုရင်3.5 break 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 ဟုတ်တယ်နော်ဆိုတော့ရှိတော့3.8လာပြီဆိုရင်3.5 break 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 ဒီမှာ3.8လာပြီဆိုရင်3.5 break ကတ်ထွက်တယ်နော်အခုလည်းကြားတယ်ဒါဆိုရင်လည်း3.8လာပြီဆိုရင်မရှိတော့3.8လာပြီဆိုရင်3.5 break 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 မရှိတော့3.8လာပြီဆိုရင်3.5 break ဒီမှာဆိုရင်3.8လာပြီဆိုရင်ဒီဒါမှ5 break လာမှထွက်ထားတယ်နော်ပြတ်ထားမရှိဘူးအဲဆိုရင်မနက်ဖြန်ကမနက်ဖြန်က3.5 break နောက်ဆုံးရက်ပေါ့နော်ဒီမူရ3.5 break နောက်ဆုံးရက်မနက်ဖြန်3.5 break ရှိပါတယ်ကျွန်တော်ဒါအကုန်မထိုးနိုင်ဆိုရင်ဒါ key chain နေအဲ့လိုမျိုး key chain နဲ့ရွေးထုတ်ရမယ်ကျွန်တော်မနက်ဖြန်မှာကျွန်တော် channel မှာတော့ဒါ key နဲ့အချိန်တွေတင်ပေးမယ်အဲ့ဒါတွေရွေးထုတ်မယ်ပေါ့နော်အဲ့ဒါနဲ့ main quest ရွေးမယ်ပေါ့နော်အကုန်ထိုးစရာမလိုဘူးအဲ့တော့ကြောင့်ကျွန်တော် channel ဝင်ရသေးဘူးဆိုရင် Telegram channel ဝင်ထားပါ Telegram channel ကကျွန်တော်ဒီမှာဆိုရင် Telegram မှာ AMK တစ်ခွန်1 AMK တစ်ခွန်ဒီမှာပေါ့နော် AMK တစ်ခွန်123ညလို့ရိုက်ချလိုက်ရပြီဒါမှမဟုတ်လေကျွန်တော်ဒါ admin ကျွန်တော်အကောင့်ပေါ့နော်ဒီမှာ AMK တစ်ခွန်3နှစ်မှာလာပြီးတော့ channel link တောင်းလိုက်ရတယ်ဒါမှမဟုတ်လေ AMK နော် app ဆိုရိုက်လိုက် AMK တစ်ခွန်123ညလို့ရိုက်လိုက်ရင်ရပြီပေါ့နော်ဒီ channel ပေါ်လာလိမ့်မယ်